皆さんこんにちは。ဒီနေ့ကတော့先生က N3 ဆုံးမတုံမဲ့ grammar ရဲ့ပထမပတ်ရဲ့3ရက်မြောက်နေ့ grammar လေးကိုရှင်းပြမှာဖြစ်ပါတယ်။3ရက်မြောက်နေ့မှာတော့မိတိုင်းတာဆိုတဲ့ grammar လေးရဲ့ rashi ဆိုတဲ့ grammar လေးရဲ့ poi ဆိုတဲ့ grammar လေး၃မျိုးကိုသင်ပြပေးမှာဖြစ်ပါတယ်။ပထမဆုံး grammar လေးကကြတော့မိတိုင်းတာဆိုတဲ့ grammar လေးဖြစ်တယ်။သူ့ရဲ့အဓိပ္ပာယ်ကကြတော့ပုံပဲလိုပဲတူတယ်ထင်ရတယ်ဆိုတဲ့အဓိပ္ပာယ်လေးရတယ်။ကိုမြင်နေရတဲ့အခြေအနေတွေအတွေ့အကြုံတွေကိုအခြေခံပြီးတော့ခန့်မှန်းပြီးတော့ပြောတာ။ဥပမာသူကမင်းသမီးလိုမျိုးပဲ။ तू ကမင်းသမီးပုံပဲ။ तू ကအဆိုတော်လိုမျိုးပဲ။ तू ကအဆိုတော်ပုံပဲ။အဲ့လိုမျိုးကိုမြင်နေရတဲ့အခြေအနေပေါ်မှာမူတည်ပြီးတော့မှခန့်မှန်းပြီးတော့ပြောလိုက်တာ။အဲ့လိုအခြေအနေမှာဆိုရင်မိတိုင်းတာဆိုတဲ့ grammar လေးကိုသုံးတယ်။သူ့ရဲ့ form ပုံစံလေးကကြတော့ noun plus မိတိုင်းတာဘတ်ဆိုရင်တော့ plain form ပြောင်းပြီးတော့မိတိုင်းတာနဲ့ကတ်တယ်။ adjective မိတိုင်းတာ noun adjective မိတိုင်းတာဆိုပြီးတော့မှသုံးပါတယ်။အဲ့ဒါဆိုရင်ဆန်းဆဲတို့ဥပမာလေးကိုလေ့လာကြည့်ကြမယ်။ခရီနော့ကောင်လေးရဲ့ဟာနာရှိခတာဝစကားပြောပုံကအောနာမိတိုင်းတာမိခလေးလိုမျိုးပဲကောင်လေးရဲ့စကားပြောပုံကမိခလေးလိုပဲမိခလေးလိုမျိုးပဲဒုတိယဥပမာလေးကကြတော့ခုနောစနာဝဒီတဲကတဲ့ဟိုရှိမိတိုင်းနာခတာရှိအိုရှိတဲ့ဤလူကကြတော့တဲ့ဒီအသေးတွေကကျဲလူပုံစံရှိရဲ့ကျဲလူမျိုးပဲလို့သုံးတာပါတတိယဥပမာလေးကကြတော့ခိုနိုအပတိုဝဒီအပတိုကဒါရီမိုစွန်တဲ့ဤနိုင်နာမိတိုင်းတာကြတော့ဘသူမှမနေတဲ့ပုံပဲအဲ့ချင်းနေမို့လို့မိတိုင်းတာဆိုတဲ့ grammar လေးကိုသုံးတယ်နောက်တစ်ခုမိတိုင်းတာဆိုတဲ့ grammar လေးကိုဘယ်လိုသုံးလဲဆိုရင်နောက်နှစ်ခုကိုနှိုင်းယှဉ်တာပထမနောက်နဲ့ဒုတိယနောက်နဲ့ကမတူနှိုင်းယှဉ်ခံရတဲ့နှစ်ဦးကလည်းမတူအဲ့လိုနှိုင်းယှဉ်ခံရတဲ့နေရာမှာဆိုရင်လည်းမိတိုင်းတာဆိုတဲ့ grammar လေးကိုသုံးတယ်ပြင်မဲ့မိခလေးလိုမျိုးပဲအဲ့လိုမျိုးနောက်နှစ်ခုကိုနှိုင်းယှဉ်တဲ့အခါမှာဆိုရင်လည်းပဲမိတိုင်းတာဆိုတဲ့ grammar လေးကိုသုံးပါတယ်ဒုတိယ grammar လေးကကြတော့ rashi ဆိုတဲ့ grammar လေး rashi ဆိုတဲ့ grammar လေးကကြတော့ပိတာရဲဆိုတဲ့အဓိပ္ပာယ်သူကကြတော့အဲ့ဒီအရာရဲ့ပင်ကိုလက္ခဏာကိုဖော်ကျူးပြသတဲ့နေရာမှာသုံးတယ်ပိတာရဲယောက်ျားပိတာရဲမိန်းကလေးပိတာရဲလူကြီးပိတာရဲအဲ့လိုအခြေအနေမျိုးတွေမှာဆိုရင် rashi ဆိုတဲ့ grammar လေးကိုသုံးတယ်သူ့ရဲ့ form ပုံစံလေးကကြတော့ noun plus rashiအဲ့ဒါဆိုရင်ဆန်းဆဲတို့ဥပမာလေးကိုလေ့လာကြည့်ကြမယ်။ကျော်ဝါဒီနေ့ကတော့ဟာရူရာရှိအတတခါယီဟီတက်စတာဒီနေ့ကတော့နွေဦးရာသီပြီးသားတယ်။နွေထွေးတဲ့နေ့ဖြစ်ပါတယ်။နွေဦးရာသီပြီးသားတယ်။နွေထွေးတဲ့နေ့ဖြစ်ပါတယ်။ပြီးသားဆိုတဲ့စကားလုံးလေးပါသွားရင်နော်။အဲ့လိုအခြေအနေမျိုးမှာဆိုရင် rashi ဆိုတဲ့ grammar လေးကိုသုံးတယ်။ဒုတိယဥပမာလေးကကြတော့တဲ့ဝါတာရှိဝါကျွန်တော်ကဂျောဆဲယူရာရှိဤယောဖခုဝါအာမာရိခိနာယာကြတော့မိကလေးပိတာတဲ့အဝိအစားတွေကိုတိတ်မဝေးဘူးမိကလေးဆန်တဲ့မိကလေးပိတာတဲ့ပင်ကိုလက္ခဏာကိုဖော်ကျူးပြသတဲ့အရာလေးပိတာတဲ့ဆိုတဲ့စကားလုံးလေးကိုထည့်သုံးတဲ့အတွက်ကြောင့်မို့လို့ rashi ဆိုတဲ့ grammar လေးကိုသုံးတယ်တတိယဥပမာလေးကကြတော့ခရီဝါကောင်းလေးကဟိုတုခုရာရှိဤယောက်ျားပိတာတဲ့ဒါကြောင့်မို့လို့ rashi ဆိုတဲ့ grammar လေးကိုသုံးပါတယ်တတိယဥပမာလေးကကြတော့ poi ဆိုတဲ့ grammar လေးသူကကြတော့အယောင်လေးတို့နောက်တစ်ခါ negative ဆန်တဲ့ခိုင်းဝါတွေမှာဆိုရင်ပို့ပြီးတော့သုံးတယ်သူရဲ့အဓိကအချက်ကကြတော့တူတယ်မဟုတ်ဘဲနဲ့ဆန်တယ်လို့ပြောတာတခုခုရဲ့အရသာတို့အယောင်တို့ဇယိုက်တို့ပုံစံဆန်တယ်ဆိုတဲ့အခြေအနေမျိုးတွေမှာဆိုရင် poi ဆိုတဲ့ grammar လေးကိုသုံးတယ်သူရဲ့ form ပုံစံလေးကကြတော့ noun plus poi ဖြစ်တယ်အဲ့ဒါဆိုရင်ဥပမာလေးကိုလေ့လာကြည့်ကြမယ်အာနိုကျော်ရှောကခုဆဲယူဝအာနိုရှောကခုဆဲယူဝဒီအဲ့ဒီမူလာတဲ့ចောင်းသားလေးကအိုတိုကိုပိုအီယာကြတော့ရောက်လူကြီးဆန်တယ်သူကမူလာတဲ့ចောင်းသားဒါပေမဲ့လူကြီးဆန်တယ်နောက်ဥပမာလေးကကြတော့တဲ့ခိုနိုယောရီဝဒီဟင်းလျာကအာဘူရာပိုခုတဲ့အရာကြတော့စီများတဲ့ဆန်စီများတဲ့အတွက်ကြောင့်မို့လို့မကြိုက်ဘူးပိုရကြတော့ तू က
ဆန်တယ်ပုံစံဆန်တယ်လို့လည်းသုံးတယ်နောက်တစ်ခုကကြာအယောင်တွေမှာဆိုရင်များတဲ့ဘက်ကိုနေရာမှာလည်းသုံးတယ်ဥပမာအနှဲ့ရောင်များတယ်ဥပမာစီများတယ်ဆိုတဲ့စကားလုံးကိုသုံးကျင်တဲ့အခါမှာဆိုရင်လည်းဆန်းဆဲတို့ကပိုးကြီးဆိုတဲ့ grammar လေးကိုသုံးတယ်ဥပမာဒီကားကအနှဲ့ရောင်ပိုများတယ်အနှဲ့ရောင်ဆန်တယ်ကွာဒါပေမဲ့လုံးဝအနှဲ့ရောင်တော့မဟုတ်ဘူးဒါပေမဲ့အနှဲ့ရောင်များတဲ့ဘက်ကိုသွားတယ်အဲ့လိုအခြေအနေမျိုးမှာဆိုရင်လည်းပိုးကြီးဆိုတဲ့ grammar လေးကိုသုံးတယ်ဥပမာတတိယဥပမာလေးလို့ပေါ့ခိုနိုရှာဆိုဝဒီအင်ဂျီကခရိုပိုဤတက်အနှဲ့ရောင်ဆက်တယ်သူကလုံးဝအနှဲ့ရောင်ကြီးတော့မဟုတ်ဘူးဒါပေမဲ့အနှဲ့ရောင်များတယ်အဲကြောင့်မို့လို့ဆန်းဆဲအဲ့လိုခြေနေမျိုးတွေမှာဆိုရင်ပိုကြီးဆိုတဲ့ grammar လေးကိုသုံးပါတယ်အဲ့ဒါဆိုရင်ဆန်းဆဲဒီနေ့ရှင်းပြသွားတဲ့ grammar လေး၃ခုရှိရယ်နံပါတ်1 grammar လေးကကြတော့မိတိုင်းတာဆိုတဲ့ grammar လေးသူ့ရဲ့အဓိပ္ပာယ်လေးကကြတော့တဲ့ပုံပဲတို့လိုပဲတို့တူတယ်တို့ထင်ရတယ်လို့ပြောတဲ့အခါမှာသုံးတယ်ကိုမြင်နေရတဲ့အခြေအနေလေးအတွေ့အကြုံလေးပေါ်မှာခံမှန်းပြီးတော့ပြောဆိုတဲ့အခါမှာဆိုရင်မိတိုင်းတာဆိုတဲ့ grammar လေးကိုသုံးတယ်သူ့ရဲ့ form ပုံစံလေးကကြတော့ noun plus မိတိုင်းတာရဲ့ verb ဆိုရင်တော့ plain form ပြောင်းပြီးတော့မိတိုင်းတာရဲ့ adjective မိတိုင်းတာရဲ့ noun adjective မိတိုင်းတာရဲ့ဒုတိယ grammar လေးကကြတော့ rashi ပိတတယ်ဆိုတဲ့ grammar လေးဖြစ်တယ်အဲ့ဒီအရာရဲ့ပင်ကိုလက္ခဏာတွေကိုဖော်ပြတဲ့အခါမှာသုံးတဲ့ဥပမာယောက်ျားလေးပိတတယ်မိန်းကလေးပိတတယ်သူကမင်းသမီးပိတတယ်အဆိုတော်ပိတတယ်အဲ့လို noun plus rashi ဆိုတဲ့အခြေအနေမျိုးတွေမှာသုံးပါတယ်တတိယ grammar လေးကကြတော့ပိုကြီးဆိုတဲ့ grammar လေးဖြစ်တယ်သူကကြတော့ negative တွေမှာလည်းသုံးတယ်ခိုင်းဝမှာ negative တွေမှာသုံးတယ်ဥပမာဘယ်လိုလဲဆိုတော့သူကယောက်ျားလေးပင်မဲ့မိန်းကလေးဆန်တယ်မိန်းကလေးပင်မဲ့ယောက်ျားလေးဆန်တယ်အဲ့လိုအခြေအနေမျိုးတွေမှာ negative တွေမှာဆိုရင်လည်းပဲပိုကြီးဆိုတဲ့ grammar လေးကိုသုံးတယ်တခုခုရဲ့အရာသာအယောင်စရိုက်တွေပြောတဲ့အခါမှာဥပမာအယောင်အနှဲ့ရောင်ဆန်တယ်လို့စီများတယ်လို့အဲ့လိုပုံစံမျိုးပြောတဲ့အခါမှာဆိုရင်လည်းပိုကြီးဆိုတဲ့ grammar လေးကိုသုံးပါတယ်ဆန်းဆဲတို့ grammar လေးကိုလေ့လာပြီးပြီဆိုတော့ဆန်းဆဲနဲ့တူတူ run shoe လေးကိုလေ့လာကြည့်မယ်အရင်ဆုံးကိုယ့်ကိုဖြည့်ကြည့်တော့ပြီးမှဆန်းဆဲနဲ့တူပြန်ပြီးတော့အဖြေတိုက်ကြည့်မယ်နံပါတ်1ကကြတော့ Fuyuna no Nikyo wa atatakuတဲ့နံပါတ်2လေးကကြတော့ Haru rashi နံပါတ် B လေးကကြတော့ Haru mitai desu ဘာသာပြန်ကြည့်မယ်ဆိုရင်ဒီနေ့ကဆောင်းရာသီဖြစ်ရဲ့သားနဲ့Haru rashi ကကြတော့နွေရာသီပိတတယ်လို့သုံးလို့မရဘူးရှေ့မှာဆောင်းရာသီလေအဲဒါဆိုဆန်းဆဲတို့ကနံပါတ် B လေးကိုပဲရွေးရမယ်နွေရာသီလိုမျိုးပဲဖြစ်ပါတယ်နံပါတ်2ပုတ်ကကြတော့တဲ့ဟာဟာဝအမေကအစ်စွတ်မိုအမြဲတဲ့နံပါတ် A လေးကကြတော့ခိုသုံးမိုရာရှိခလေးပိတတယ်ဆိုလို့သုံးလို့မရဘူးနံပါတ် B လေးကကြတော့ခိုသုံးမိုပိုဤဖုခုအိုခိတဲအီရူကကြတော့ခလေးဆန်တဲ့အဝတ်အစားတွေကိုဝတ်ဆင်တယ်အမေကအမြဲတမ်းခလေးဆန်တဲ့အဝတ်အစားတွေကိုဝတ်ဆင်တယ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့အဖြေမှန်လေးကနံပါတ် B ဖြစ်ပါတယ်နံပါတ်3လေးကကြတော့နီကေတာနော်ဝထွက်ပြေးသွားတဲ့နံပါတ် A လေးကကြတော့ခရိုပိုဤနံပါတ် B လေးကကြတော့ခရိုမီတိုင်းတာကိုမြင်လိုက်ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အနှဲ့ရောင်ဆန်တဲ့ကားဖြစ်ပါတယ်ထွက်ပြေးသွားတဲ့ကားကအနှဲ့ရောင်များတဲ့ကားဖြစ်တယ်ကိုမြင်လိုက်ရတဲ့အခြေအနေလေးအဲကြောင့်မို့လို့နံပါတ် A လေးကိုရွေးရမှာဖြစ်ပါတယ်ရုံးပန်လေးကကြတော့ရှိခန့်ကိုအခဲသားခဲတို့စာမေးပွဲကိုဖြေခဲ့ပြီးမဲ့ဂေါခခုဝအောင်ဖို့ကတော့နံပါတ် A လေးကကြတော့မူရီမီတိုင်းရဲ့မူရီမီတိုင်းနံပါတ် B လေးကကြတော့မူရီပိုဤတက်အဲဆိုရင် तू ကဖြစ်နိုင်မဲ့ပုံမပေါ်ဘူးမဖြစ်နိုင်ဘူးပြောချင်တာမဖြစ်နိုင်ဘူးဖြစ်နိုင်မဲ့ပုံမပေါ်ဘူးဖြစ်တဲ့အတွက်ကြောင့်မို့လို့နံပါတ် A လေးကိုရွေးရမှာဖြစ်ပါတယ်နံပါတ်6ပုံလေးကကြတော့အီမာခါရာအိုဟာနာရှိဆရုနော်ဝအခုကစားပြီးတော့ပြောမယ့်စကားကဥဆိုမီတိုင်းသူကလိန်တယ်လို့ထင်ရပေမဲ့ဥဆိုမီတိုင်းနလိန်တယ်လို့ထင်ရပေမဲ့ဟွန်တိုနော်ဟာနာရှိတဲ့တကယ်စကားဖြစ်မယ်သူကကြတော့တကယ်စကားဖြစ်ပါတယ်လိန်တယ်လို့ထင်ရပေမဲ့သူပြောမယ့်စကားတော့တကယ်စကားအတီးစကားဖြစ်ပါတယ်အဲကြောင့်မို့လို့အဖြေမှန်လေးကကြတော့1 4 3 2ဖြစ်ပါတယ်
နံပါတ်9ပုံလေးရကြတော့ I star ဝမနှက်ဖြန်ကယောခုဟာရဲတဲ့နေတာပြီးတော့Yuki Rashi Itakini Nari တဲ့ရှောအားကြတော့ဒီဆောင်းရာသီပြီးသားတဲ့ရာသီဥတုမျိုးလေးဖြစ်လာလိမ့်မယ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့အပြည့်မှန်လေးရကြတော့4-3-2ဖြစ်ပါတယ်။皆さんここで終わりましょう。နောက်ဗီဒီယိုလေးမှာပြန်လည်တွေ့ကြမယ်နော်။